10သိန်းကျော်လောက်လည်းမတုံးနိုင်ဘူးကျွန်တော်တို့9သိန်း6သိန်းလောက်နဲ့လမ်းလာလေးလိုချင်တယ်ဆိုရဲ brother တွေအတွက်ကိုဒီနေ့မှာ M4 ကလေကျွန်တော်တို့3လက်ပါမယ်ဒီမှာဆိုစီးလက်နေတော့ပါမယ်ကျွန်တော်တို့ ice map ပါမယ်ဒီကောင်ကြားကင်းပါမယ်ပေါ့နော်ဘောင်ဝင်တန်းဝင်ကန်3ကန်ပါတဲ့ပြီးတော့မှ total က44လက်ပါမယ်ဗျာ44လက်မှာဆိုရင် ice map ဖြစ်မယ်ဒီကောင်တွေက level 111နော်ဒီကောင်လေးက112ဒီအကောင့်လေးပါမယ်ပေါ့နော်ဒီကောင်လေးဆို game message ပါမယ် AKN လေးဆို level 4 game message ပါမယ်ကဲဒီကောင်လေး game message ဒီကောင်လေး game message ဗျာဒီကောင်လေးရဲ့ level 1စီးလက်နေတာ level 4 game message ထွက်မယ်တော့တားရီတော့ Astraki level 1 Astraki ကတော့နည်းနည်းတင်ရမယ်ပေါ့နော်ဦးစီးက level 3ပါမယ်ဒီမှာဆိုရင်ကြားကန်းက level 5ထိတင်ပြီးသားဖြစ်အောင်မယ်အဲ့ဒီအပြင်မှာကျွန်တော်တို့နော် ASU AWN နေ ASU UCA ကဲဒီကမီးမမီယာ UC ပေါ့နော် level 2လေးပါမယ်လို့ပုံဖက်လေးကကျွစင်ထွက်မှာပဲဖြစ်ပါတယ်ဂန်3လက်ပါပြီးတော့ကျွန်တော်တို့အနေနဲ့ပြိုင်ကားလေးကဆိုရင်2ယောက်စီးကားလေးဒီကောင်စိမ်းအောင်လေးပါမယ်ပေါ့နော်လုံးဝအနေထားပါညာတော့ပြပြောစရာမလိုဘူးသူကနေသူကားလေးတွေပါမယ်တော့ ASU မှာဆိုရင်ကျွန်တော်တို့ full setter ကဒီကောင်လေး full setter ထွက်မယ်ပေါ့နော် game message ထွက်ချင်တဲ့ brother တွေအတွက်လုံးဝအဆင်ပြေတဲ့ game message ကဂန်တိုင်းမှာပါပြီးသားဆိုတော့ကျွန်တော်ပြထားဂန်နေတယ်မှာဆို game message တော်တော်လေးများဆိုဒီကောင်လေးဆင်ပြေမယ်ဒီကောင်လေးစာဝန်ကလေးဆက်တစ်ထည်ပါမယ်ပေါ့နော်ကလေးဆက်ကလည်းသူ့အနေထားနဲ့သူကျွတ်စင်ကြီးဖြစ်မယ်အခြား matic fashion တွေတော်တော်လေးများပြီးတော့ fara ပတ်ပတ်တွေပါမယ် hammer ကလည်းကျွန်တော်ရေခဲ hammer တွေ ASU hammer တွေ TDN outfit တွေကသူ့အနေနဲ့သူဘေးလုံးတော်တော်များများပါမယ်เนาะကျွန်တော်ဘောင်းမီနဲ့ထက်တွေပါညာလဲပါအောင်မယ်ပေါ့နော်တော်တော်လေးမိုက်တယ်ဒါတို့เนาะအနေထားပါညာပြောစရာမလိုဘူးကျွန်တော်ဒီမှာဆိုရင်ကလေးဆက်ကဒီကောင်လေးပါအောင်မယ်ပေါ့နော်ဒါတို့ကြိုက်တာလေးတက်ဒီကောင်လေးတွေမိုက်မယ် TDN soy brother ဆိုသိရเนาะသူ့အနေထားနဲ့သူတော်တော်လေးလမ်းနေဗျာဒါတို့ဒီကောင်လေးကတော့ 900k ပါလေးပဲဖြစ်သွားမယ်ဗျာဒါတို့အနေနဲ့ကြိုက်တယ်ဆိုရင် TikTok ဘိုင်ဝါ Telegram channel ကတက်ဆင့်ဆက်သွယ်မေးမြန်းလို့ရတယ်ဘန်လေးရဆိုရင်အိမ်ကိုယ်တိုင်ကိုကြလာလို့ရတယ်ခင်ဗျာအားလုံးပဲကျေးဇူးပါ